好了，今年我见到那些今年见到的给了买了没面来的，哎，对了呗，也难干到了，哎，对了呗，后来是偏偏你来这个妈妈偏偏你来哎呀，就那种见没有那些啊，我干嘛？你打的呀，康巴你，路有的有那的有好了，难干的难干那的难干，啊，巴拉达嘛的巴拉那的巴拉，没带家的。切你家，你好嘛？没个人呢，都靠来的，伢子路的伢子他送修过的，所以咯，路的没工没家嘛呗，没工没家嘛呗哈，伢给洗的时候，不论那路的老都靠要你的，伢给洗的时候，不论那我们阿弗干嘛一到时还没洗，没啥时还没洗，就连俺家比较低家的，伢洗的时候。啊，那第一样偏偏你啦，没工头事啊，没工头事。不是说第那时候罗卡拉也去啦，rubber，那个把这把那读的来说，阿麦讲的把读，说推过你呢，个把这偏，也看讲嘅，也那个老弟呢，说的一样的，没有那些啊，偏偏你来去啦，那边没嘞。တရားရဲ့နိုင်ငံတော်ကဒီကိုတည်ခဲ့တယ်။ဒီအိမ်ကစောက်လို့မပြီးခင်မှာဗါလဲအမိုက်ပုံလို့ဖြစ်တယ်။ဒါပေမဲ့စောက်လို့ပြီးသွားတဲ့အခါမှာအရင်အမိုက်ပုံကိုကျွန်တော်တို့လုံးဝအရင်အမိုက်ပုံရှိတဲ့အရာကိုလုံးဝမိတ်သွားမှာဖြစ်တယ်။ဒီစောက်လို့ပြီးသွားတဲ့အခါမှာဟာလာပန်းပြီးတော့ခန္ဓာရဲ့အိမ်ဖြစ်သွားပြီ။ဟိုကလင်းနစ်တွေဖြစ်သွားပြီ။တကယ်လာပါတဲ့အဆောက်ဖြစ်သွားမှာဖြစ်တယ်။ဆိုတော့ဘုရားသခင်ရဲ့နိုင်ငံတော်ကအဲ့လိုဖြစ်ပါတယ်။ဖြစ်တော်ညီတို့မှာတို့ဘုရားသခင်ရဲ့နိုင်ငံတော်ကအစပြုပြီးဖြစ်တယ်။ဒါကြောင့်ယေရှုခရစ်တော်ကပြောတယ်ဘုရားသခင်ရဲ့နိုင်ငံတော်ကမုန်ကြီးစိတ်နဲ့မုန်ကြီးစိတ်ကတော့စိုက်လိုက်တယ်။စိုက်လိုက်ပြီးအပြင်ပေါက်လာတယ်ကြီးလာပြီးတော့ငှက်တွေကိုနားလို့ရတဲ့အဖြစ်ဖြစ်တယ်။ဆိုတော့ယေရှုခရစ်တော်လောကကိုကြွလာတဲ့အခါမှာသူ့ရဲ့နိုင်ငံတော်ကိုမျိုးစိတ်ချလိုက်။ယုံကြည်သူတွေကိုအသင်းတော်ကိုမျိုးစိတ်ချခဲ့တယ်။အဲ့ဒီတော့အသင်းတော်ရဲ့တာဝန်ကအဲ့ဒီနိုင်ငံတော်ကိုပြည့်စုံစေဖို့ဖြစ်တယ်။အဲ့ဒီနိုင်ငံအင်္ဂလိပ်လိုဆိုတော့ inauguration လို့ inauguration ဆိုတာကနိုင်ငံတော်ကိုအစပြုပြီးသွားတယ်။အစပြုပြီးသွားမျိုးစိတ်ကြသွားမျိုးစိတ်ကြတော့အဲ့ဒီနိုင်ငံတော်ကပြည့်စုံလာဖို့ပဲချင်တယ်။ဆိုတော့ကျွန်တော်ဒီဘာကြီးကအခုနောက်ဆုံးကာလကဘာကြီးကတားဟောင်းနေပြီ။ဆိုတော့ဒီဟောင်းမှန်းခြင်းအရာကဘာလဲဆိုလို့ရှိရင်အတိတ်ကိုပြင်ဆင်ဖို့ရလမ်းဖြစ်တယ်။အာမင်။ကျွန်တော်အသက်တာမှာအဟောင်းတစ်ခုခုကျွန်တော်ရှိတယ်ဆိုပါစို့။ဂျက်ကက်ဟောင်းသွားပြီခဏဟောင်းသွားပြီဆိုလို့ရှိရင်အဲ့ဒီဟောင်းခြင်းအရာကအတိတ်ကိုပြင်ဆင်ပေးတဲ့လမ်းဖြစ်တယ်။ဆိုတော့ဒီကဘာကြီးကပို့ပြီးတော့ဟောင်းလာပြီ။ဆိုးရုံမှုတွေဖြစ်လာပြီဆိုတော့ဒီတောင်ကြည့်ချမ်းတဲ့အတိတ်ကိုကောင်းကျင်တဲ့နေကြီးတစ်ကိုပြင်ဆင်နေတဲ့လမ်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့မမေ့ဖို့လိုပါဘူး။ဘုရားရဲ့နိုင်ငံတော်ကအခုကဘာမှာတည်ဖြစ်တဲ့နိုင်ငံတော်ပြည့်စုံဖို့ပဲကြံတော့တယ်။အဲ့ဒီနိုင်ငံတော်မှာကျွန်တော်တို့အရောက်စီတိုင်းဗါလဲဝင်စားရမှာဖြစ်တယ်။ဆိုတော့အဲ့ဒီနိုင်ငံတော်ကိုကျွန်တော်တို့အိမ်တော်လို့လည်းခေါ်တာဖြစ်တယ်။ဘုရားရဲ့အိမ်တော်ဘုရားရဲ့အိမ်တော်လို့လည်းခေါ်တာဖြစ်တယ်။ကြောက်တော်သားကအဖေရဲ့အိမ်ကိုလွမ်းတယ်။ဘာဖြစ်လို့လဲဆိုတော့အဖေရဲ့အိမ်မှာကဘာနဲ့မှမတူတဲ့နှွေးထွေးမှုရရှိတာဖြစ်တယ်။ဆိုတော့အိမ်နဲ့ home နဲ့ house နဲ့မတူဘူးနော်။တူလား။ house ဆိုတာကလူမနေတဲ့အိမ်ကိုလည်းလက်ညှိုးနှူမှာ that house လို့ပြောတာ။အဲ့မဲ့ home ဆိုတာကလူမနေတဲ့အိမ်ကို home လို့မပြော။မိသားစုအတိုင်းဝိုင်းစုံစုံညီညီနဲ့နေပြီးမှနှွေးထွေးမှုအပြည့်ရှိတဲ့အိမ်ကို home လို့ခေါ်တယ်။အဲ့တော့ကြောက်တော်သားကအဖေရဲ့အိမ်ကို the father's home အဖေရဲ့အိမ်ကိုတွားနေပြောချင်တာကကျွန်တော်လောကီသားတွေကပျောက်နေတဲ့သူတွေဖြစ်တယ်။ဘုရားကိုစာငတ်ကြတော့အဖေပြင်ဆင်ပေးမဲ့အဲ့ဒီအိမ်ကိုမျော်လင့်နေတယ်။လောကီသားအားလုံးကအဖေရဲ့ပြင်ဆင်ပေးတဲ့အဲ့ဒီအိမ်ဘာလို့အဖေရဲ့အိမ်မှာဘာမှလိုလေတင်းမရှိပြည့်စုံတယ်။အာမင်။အဲကြောင့်ဘုရားသခင်ပြင်ဆင်တဲ့အိမ်မှာလိုလေတင်းမရှိပြည့်စုံတာဖြစ်တယ်။ကောင်းကင်နိုင်ငံတော်မှာလိုလေတင်းမရှိပြည့်စုံတာဖြစ်တယ်။
ဒီလောကမှာပြည့်စုံတယ်ဆိုတော့မရှိဘူးဒါပေမဲ့ကောင်းကင်နိုင်ငံရောက်ရင်ပြည့်စုံတဲ့အရာတော့ကျွန်တော်အရောက်စီတိုင်းခံစားရမှာဖြစ်တယ်အဲ့ဒီတော့ခုနကျွန်တော်ပြောသွားပြီဒီလောကပြောင်းလဲနေတယ်ပြောင်းလဲနေတဲ့ခါကျတော့ဒီပြောင်းလဲခြင်းဟာဘာလဲဆိုလို့ရှိရင်အသစ်ဖြစ်ဖို့ရန်အတွက်ပြောင်းလဲနေတာဖြစ်တယ်အဲကြောင့်အရာရာကိုပြောင်းလဲစေတဲ့သူဟာဘုရားသခင်တပါးတည်းပဲဖြစ်တယ်ပြောင်းလဲစေတဲ့သူတော့ဒီပုတ်ပြတ်နေတဲ့ကဘာကြီးကိုအသစ်ဖန်ဆင်းဖို့ရန်ပြောင်းလဲစေမဲ့သူဘုရားဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဝမ်းနည်းခြင်းကိုပျော်ရွှင်ခြင်းဖြစ်စေမဲ့သူဘုရားသခင်ဖြစ်တယ်တော့ဒီအကျဉ်းတန်တဲ့ဒီကဘာကြီးကိုပြောင်းလဲစေမဲ့သူအသစ်ဖြစ်စေမဲ့သူဘုရားသခင်ပဲဖြစ်တယ်ဆိုတော့ God will turn our sorrow into joy happiness ဒီခက်ခဲခြင်းဒီဝေဒနာအားလုံးကိုနော်ပျော်ရွှင်ခြင်းပြောင်းလဲပေးတဲ့သူဘုရားသခင်ဖြစ်တယ်အဲ့ဒီလိုပဲကျွန်တော်အသက်တာမှာအဲ့ဒီပြောင်းလဲပေးနိုင်တဲ့ဘုရားသခင်ကိုကျွန်တော်အသက်တာမှာရှိတဲ့အခါရရှိထားတဲ့အခါမှာဘုရားရဲ့ပြည့်စုံခြင်းကိုကျွန်တော်တို့အမှန်ပဲခံစားရမှာဖြစ်တယ်ဒါကြောင့်ဘုရားရဲ့နိုင်ငံတော်တည်ထောင်နေပြီဆိုတာကိုယနေ့ကျွန်တော်တို့အရောက်စီတိုင်းနားလည်ရမယ်ဒီလောကဖြစ်ပြနေတဲ့အရာဒီနောက်ဆုံးကာလမှာဖြစ်ပြနေတဲ့အရာအလုံးကဘုရားရဲ့နိုင်ငံတော်တည်ထောင်မှုနိကနေပြီပြီးတော့အဖေရဲ့အိမ်ကိုပြန်ဖို့ရန်နိကနေပြီဆိုတော့ကျွန်တော်နားလည်ဖို့အရေးကြီးတယ်ကျွန်တော်အားလုံးကတခါတော့ပျောက်တော့သားတွေဖြစ်ခဲ့တယ်ဒါပေမဲ့အခုအဖေရဲ့အိမ်ကိုပြန်ဖို့ရန်နိကနေပြီအရောက်စီတိုင်းနိကနေပြီဖြစ်တယ်အဲကြောင့် Thy kingdom comes ဆိုပြီးမှယေရှုခရစ်တော်ကဒီပထနာယူဆိုတဲ့အခါမှာတုံတင်ခဲ့တာဖြစ်တယ်။ဦးဆုံးဘာပြောတယ်လဲ Thy kingdom comes နိုင်ငံတော်တည်ထောင်ပါစေတော့ပြောခဲ့တာဖြစ်တယ်။ဆိုတော့နိုင်ငံတော်ကအမှန်တမ်းအရေးကြီးတယ်။နိုင်ငံတော်တည်ထောင်ပါစေတော့ဘယ်သူနဲ့တည်ထောင်မလဲ။ဘယ်သူတွေနဲ့ဘုရားရဲ့နိုင်ငံတော်တည်ထောင်ဟမ်ဘာနဲ့တည်ထောင်ကျွန်တော်ယုံကြည်သူနဲ့ဖြစ်တယ်။အသင်းတော်နဲ့ဘုရားရဲ့နိုင်ငံတော်ကိုတည်ထောင်မှုဖြစ်တယ်။မနေ့ကကျွန်တော်တို့အသင်းတော်အကြောင်းပြောတယ်။အသင်းတော်ဆိုတော့ခရစ်တော်ရဲ့ကတုတ်သမီးလည်းဖြစ်တယ်လို့ဒီအသင်းတော်ကဘုရားရဲ့နိုင်ငံတော်ကိုတည်ထောင်တဲ့အသင်းတော်ဖြစ်တယ်။ဆိုတော့အသင်းတော်ကဘုရားရဲ့နိုင်ငံတော်ကိုကျွန်တော်ယုံကြည်သူတွေကဘုရားရဲ့နိုင်ငံတော်ကိုတည်ထောင်တဲ့အခါမှာဘယ်လိုနည်းနဲ့တည်ထောင်မလဲဆိုပြီးအေဝံဂေလိတရားဝင်ငှချမ်းပဲတည်ထောင်တာဖြစ်တယ်။ယေရှုခရစ်တော်လည်းဘုရားရဲ့နိုင်ငံတော်မျိုးစိတ်ကျဲတဲ့အခါမှာဘာနဲ့တည်ထောင်တယ်လဲသူတာရနာတော်သူ့ရဲ့အိမ်ဝင်ကလေးနဲ့သူမျိုးစိတ်ကျဲခဲ့တယ်အဲ့ဒီလိုပဲကျွန်တော်တို့ရဲ့ဘုရားရဲ့နိုင်ငံတော်တည်ထောင်ဖို့ရန်အတွက်အိမ်ဝင်ကလေးတရားအပြင်နိုင်ငံတော်တည်ထောင်ရမှာဖြစ်တယ်ဒါကြောင့်ဘုရားရဲ့နိုင်ငံတော်ဒီနောက်ဆုံးသောကာလမှာအထူးသဖြင့်ဘုရားရဲ့နိုင်ငံတော်ကိုတည်ထောင်မဲ့သူကကျွန်တော်တို့အရောက်စီတိုင်းဖြစ်တယ်ဘာဖြစ်လို့ဆိုတော့ယေရှုခရစ်တော်တစ်ချက်ပြောတယ်လောကပတ်တော်ထဲမှာငါရဲ့တရားအိမ်ဝင်ကလေးတရားကိုတဲ့ကပ္ပနိုင်ငံအရရက်မှာဟောကြားလိုက်အဲ့ဒီအခါမှာအဆုံးတွေဖြစ်တန်းပြောချင်တာကသူ့ရဲ့အသင်းတော်ကသူတို့ရှိတဲ့နေရာမှာအိမ်ဝင်ကလေးတွေလုတ်ပြီးမှအဆုံးဖြစ်နေဆိုတော့အခုဒီအချိန်ကအိမ်ဝင်ကလေးအချိန်ဖြစ်တယ်ဝိညာဉ်တော်လှုပ်ရှားတဲ့အချိန်ဖြစ်တယ်ဒါကြောင့်ဘုရားသခင်ကကျွန်တော်တို့ကိုသူ့ရဲ့နိုင်ငံတော်တည်ထောင်ဖို့သူ့နိုင်ငံတော်ကျေပြန့်ဖို့အတွက်ကျွန်တော်တို့ကိုခံထားတာဖြစ်တယ်ဒါကြောင့်ရှိတဲ့နေရာမှာအိမ်ဝင်ကလေးလောက်တတ်ဖို့အရေးကြီးတယ်။နောက်တစ်ချက်ကနိုင်ငံတော်တည်ထောင်ပါစေတော့လို့ပြောတဲ့အခါမှာဘာနဲ့ပြန်တည်ထောင်တယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ချီးမွမ်းခြင်းကိုးကွယ်ခြင်းနဲ့ဘုရားရဲ့နိုင်ငံတော်တည်ထောင်တာဖြစ်တယ်။ချီးမွမ်းခြင်းအရေးကြီးတာဖြစ်တယ်။ဣတိလ12မျိုးရှိတယ်နော်။ဣတိလ12မျိုးရှိတယ်။အဲ့ဒီထဲမှာမွေးခြင်းထဲမှာ by birth ပေါ့နော်။မွေးခြင်းအပြင်ဣတိလ12မျိုးထဲမှာဘသူကသားကြီးလဲရူဘင်ဟုတ်တယ်ရူဘင်ကမွေးခြင်းအပြင်သူကသားကြီးဖြစ်တယ်နော်ဒါပေမဲ့အကောင်းဆုံးကောင်းကြီးပင်ကလာရသွားတယ်အဲ့ဒီလူကဘယ်သူလဲဖခင်ရဲ့အကောင်းဆုံးကောင်းကြီးပင်ကလာရသွားယူဒဖြစ်တယ်နော်မမိတ်နဲ့ယူဒကိုသူ့အဖေကဘယ်လိုကောင်းကြီးပေးတယ်လဲသိလားသင်ဟာတဲ့မင်းရဲ့ညီကိုတွေရဲ့ချီးမွမ်းခြင်းခံရလိမ့်မယ်
ပြီးရင်သင်ဟာရှင်သိပ်ဖြစ်တယ်ယူဒကောင်းကြီးပြီးလားယောတောက်ကိုအဲ့လောက်ကောင်းတဲ့ကောင်းကြီးမပေးထားဘူးယူဒကိုအဲ့လိုကောင်းကြီးပေးထားတယ်ဆိုတော့ပြောချင်တာကရုဘင်က by birth သူကတားအိုးဖြစ်ပေမဲ့ by birth သူကတားအိုးဖြစ်ပေမဲ့တကယ်ဖယားကတားအိုးအနေနဲ့ရွေးထားတာဘာလို့လဲယူဒဖြစ်တယ်ပြောချင်တာဂျူးတွေဖြစ်တယ်ဂျူးတွေကအမှန်ဆိုတားအိုးမဟုတ်ဘူးဒါပေမဲ့တားအိုးဖြစ်သွားတယ်ဘုရားသခင်ရဲ့ရွေးချယ်မှုကြောင့်ဆိုတော့ယူဒဆိုတဲ့နာမည်ရဲ့အဓိပ္ပာယ်ကချီးမွမ်းခြင်းဖြစ်တယ်အာမင်ချီးမွမ်းခြင်းဖြစ်တယ်နော်အဲဒါကြောင့်ချီးမွမ်းခြင်းရှိတဲ့နေရာမှာဘုရားသခင်ရှိတယ်အဲကြောင့်များများချီးမွမ်းတဲ့လူကိုဘုရားသခင်ကပိုချီးမြှောက်တယ်ဆိုတော့ပြီးတော့အဲ့ဒီချီးမွမ်းခြင်းအဖြစ်ပဲဘုရားသခင်ရဲ့နိုင်ငံတော်ကိုကျွန်တော်တည်ထောင်နိုင်တာချီးမွမ်းခြင်းအဖြစ်ညီးတွားခြင်းအဖြစ်ဘုရားနိုင်ငံတော်တည်ထောင်တယ်မပြောဘူးပြောလားအေးတိုင်းညီးသွားမယ်ကွာနာလိုက်တာဒီမှာလည်းနာလိုက်တာဟုတ်လားဟာငါလက်ပြန်ပါစားရမလဲမသိဘူးညီးသွားတာဟာဟိုလူကငါမကြိုက်ဘူးကွာအတင်းပြောတာအဲ့ဒါနဲ့တည်ထောင်ဖို့လားမဟုတ်ဘူးဘုရားရဲ့နိုင်ငံတော်တည်ထောင်ဆိုတာချီးမွမ်းမယ်ဘုရားကောင်းမြတ်ကြောင်းတငယ်ချင်းတွေရှိမှချီးမွမ်းမယ်ဘုရားကကျမကိုဒီလိုကူညီတယ်ဒီလိုမှားစားတယ်သူကချီးမွမ်းထိုက်တဲ့ဘုရားဖြစ်တယ်ဒီဘုရားတပါးအဓိကနဲ့ချီးမွမ်းထိုက်တဲ့ဘုရားဖြစ်တယ်ဆိုတော့ချီးမွမ်းခြင်းပဲဘုရားရဲ့နိုင်ငံတော်တည်ထောင်တယ်မယုံကြည်သူရှိမှတော့မှချီးမွမ်းပြလိုက်တော့ဟုတ်လားငါကိုးကွယ်တဲ့ဘုရားယေရှုခရစ်တော်တအားကောင်းတယ်ချီးမွမ်းတာသူများရှိမှချီးမွမ်းပြတာပြောချင်တာအဲ့ဒီချီးမွမ်းခြင်းနဲ့နိုင်ငံတော်တည်ထောင်တယ်အဲ့ဒါကြောင့်ဘုရားခင်ရဲ့နိုင်ငံတော်တည်ထောင်ဖို့ရအတွက်ကျွန်တော်တို့အရောက်စီတိုင်းရဲ့တာဝန်ဖြစ်တယ်ဘယ်လိုနဲ့နိုင်ငံတော်တည်ထောင်မလဲချီးမွမ်းခြင်းအပြင်နိုင်ငံတော်တည်ထောင်မယ်အေဝံဂေလိတရားဝင်ငါချမ်းဖြင့်ဘုရားရဲ့နိုင်ငံတော်တည်ထောင်မှာဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီခေတ်ကာလဟာနောက်ဆုံးတော့ကာလဖြစ်တယ်သူ့ရဲ့နိုင်ငံတော်တည်ထောင်ဖို့ရအတွက်ကျွန်တော်တို့အရောက်စီတိုင်းကိုတာဝန်ပေးထားတယ်ကျွန်တော်တို့အရောက်စီတိုင်းရဲ့တာဝန်ဖြစ်တယ်ကျွန်တော်တို့အရောက်စီတိုင်းလည်းပဲဘုရားရဲ့နိုင်ငံတော်အတွက်ပါလဲအသက်ရှင်တော့ရစ်အဖြစ်နဲ့ပူဇော်ဖို့ရအမြဲတမ်းအစဉ်သင့်ရှိရမယ်အဲဒါကြောင့်ဘုရားရဲ့နိုင်ငံတော်ကအခုချိန်မှာမပြည့်စုံသေးဘူးဒါပေမဲ့ပြည့်စုံလာဖို့နိကနေပြီဖြစ်တယ်ဘုရားရဲ့နိုင်ငံတော်ပြည့်စုံခြင်းကိုအမှန်တမ်းနိကနေပြီဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အရောက်စီတိုင်း ready လုပ်ထားရအောင်ဘုရားရဲ့နိုင်ငံတော်အတွက်အမြဲတမ်းကျွန်တော်တို့အသက်တာမှာ ready လုပ်ရအောင်ကျွန်တော်တို့အသက်တာမှာပေါ်ပေါ်ဆဆဟာလာတမာတိမရှိဘဲနဲ့အသက်မရှိဘဲနဲ့တမာတိရှိနော်အသက်ရှင်အောင်နေ့စဉ်ကျွန်တော်အသက်ရှင်ခြင်းဟာနှုတ်ကပတ်တော်အတိုင်းနှုတ်ကပတ်တော်နဲ့အတူတမာတိရှိအသက်ရှင်အောင်ဘာဖြစ်လို့လဲဆိုတော့နှုတ်ကပတ်တော်ခုနကျွန်တော်ဖတ်သွားတဲ့အထဲမှာနောက်ဆုံးသောကာလမှာတဲ့ဘုရားခင်ရဲ့အိမ်တော်တည်တော်တောင်ကြီးတောင်ငယ်တို့ထိတ်မှာချီးမြှောက်မယ်တဲ့အခုချိန်မှာဘုရားသခင်ရဲ့အိမ်တော်တည်တဲ့တောင်ကနှိမ့်လေးရှိနေလိမ့်မယ်ဟုတ်လားတောင်တွေထက်အောက်နှိမ့်နေလိမ့်မယ်ဒါပေမဲ့အဲ့ဒီအချိန်မှာနောက်ဆုံးသောကာလမှာဘုရားနိုင်ငံတော်တည်ထောင်တဲ့ကာလမှာအဲ့ဒီတောင်ကတောင်အားလုံးရဲ့ထိပ်မှာရှိမယ်တောင်အားလုံးတွေရဲ့ထိပ်မှာချီးမြှောက်ခြင်းခံရမယ်နောက်တစ်ခုကဘာဖြစ်လို့ဆိုရင်ခတ်သိမ်းလို့လူစုလို့ဒီထိုတောင်တို့စီဝေးကြလိမ့်မယ်အခုဂျူးလူမျိုးတွေကိုတားရန်ရှာကြတယ်နော်ဂျူးလူမျိုးတွေမချီကြဘူးဒီကဘာမြေချင်းတွေရှင်းပြချင်ကြတယ်ဒါပေမဲ့အဲ့ဒီအချိန်ကြရင်တဲ့သူတို့ကိုရန်ရှာတဲ့အဲ့ဒီလူမျိုးတွေကလာပြီးမှသူတို့ကိုယ်ွယ်တဲ့ဘုရားသခင်ကိုစီးကပ်ကြလိမ့်မယ်အာမင်အဲ့ဒီအချိန်ရောက်လာလိမ့်မယ်သူတို့ကိုရန်ရှာနေတဲ့လူမျိုးတွေနော်သူတို့ကိုတပ်ဖြတ်နေတဲ့လူမျိုးတွေဟာလားအဲ့ဒီအချိန်ကြရင်အဲ့ဒီတောင်မှာစူးယုံပြီးမှဘုရားသခင်ကိုရှာကြလိမ့်မယ်ကဲမင်းတို့ကိုယ်ွယ်နေတဲ့ဘုရားကိုငါတို့လည်းကိုယ်ွယ်ခြင်းတယ်သူ့ရဲ့နီလန်သူ့ရဲ့ပညာတရားငါတို့လည်းသင်ခြင်းတယ်ဆိုတော့ပြောကြလိမ့်မယ်အဲ့မှာနောက်ပါအငယ်နဲ့ပါများပြားသောလူမျိုးတို့ကလည်းငါကြောက်တော့ထာဝရဘုရား၏တောင်တော်ယာကုပ်မျိုး၏ဘုရားသခင်အိမ်တော်တို့တက်သွားကြကုန်အားလမ်းခီးတော်တို့ကိုပြတ်တတ်တုံတင်တော်မူ၍ငါတို့ဒီခြေတော်ရာတို့လိုက်သွားကြမည်ဟုခရီးသွားလဲပြောဆိုကြ၏တရားတော်တောင်ဒီဇီးအောင်တောင်မှ၎င်းထာဝရဘုရား၏နှုတ်ကပတ်တော်ဒီယေရုရှလင်မြို့မှ၎င်းပေါ်ထွက်လိမ့်မည်တရားကဘယ်နဲ့ပေါ်ထွက်တယ်ဇီးအောင်တောင်ဆောင်တော်ကဘုရားရဲ့ဗိမာန်တော်တည်ရှိတဲ့နေရာကိုပြောတာတဲ့နော်ဆိုအဲ့နှုတ်ကပတ်တော်တကဘာလုံးပြန့်နှံ့သွားတဲ့အခါမှာဘုရားနိုင်ငံတော်တည်ထောင်မှာဖြစ်တယ်ဘုရားရဲ့နိုင်ငံတော်ကတောင်နဲ့သွားသူတယ်
ဘုရားရဲ့အိမ်တော်စောက်ထားတဲ့တောင်နဲ့သွားကြည့်ပါလေအခုကတောင်တွေအားလုံးထဲမှာသူတအားနှိမ့်နေတော့နှိမ့်နေလိမ့်မယ်နောက်ဆုံးတော့ကာလမှာအဲ့ဒီတောင်ကတောင်ကြီးတောင်ငယ်တွေရဲ့ထိတ်ဆုံးမှာချီးမြှောက်ခြင်းခံရမယ်နှုတ်ကပတ်တော်ကပြောပါတယ်ဒါကြောင့်ဒီနှုတ်ကပတ်တော်ကိုကျွန်တော်အသက်တာမှာခံယူပြီးမှကျွန်တော်လက်တွေ့သမာဓိနဲ့အသက်ရှင်အောင်နှုတ်ကပတ်တော်အပြင်အရောက်စီတိုင်းကိုဘုရားရှင်ကောင်းချီးပေးပါစေအာမင်